မင်္ဂလာပါ Shortcut to Wisdom Channel မှာပြန်လည်ကြိုဆိုပါရရှင်ဒီခါတလေကို့အတွေ့အထိမှာပဲပိတ်မိနေသလိုမျိုးလမ်းပြောင်းနေသလိုမျိုးခံစားပူကြမှာပါအဲ့လိုထင်းချုပ်လို့မရတော့ဘူးလို့ထင်ရတဲ့စိတ်ကိုဘလို့ကင်တွယ်မလဲဘလို့ကျွမ်းကျင်အောင်လုပ်မလဲဆိုတဲ့နည်းလမ်းတွေကိုဒီမှာအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ပါတယ်ကိန်းကနန်တစ်ခုကိုတစ်ချက်ကြည့်လိုက်ပါ6တောင်တောင်မှာနော်ဒါဟာကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာနေ့တိုင်းဝင်လိုက်ထွက်လိုက်ဖြစ်နေတဲ့အတွေးတွေရဲ့အရေးထွက်ပါပဲဆိုတော့ဒီလောက်များရဲ့အတွေးတွေနဲ့ဆိုရင်စိတ်ဖြီးစီးတယ်ခေါင်းရှုပ်တယ်ဆိုတာကတော့ဖြစ်တတ်တဲ့ကိစ္စတစ်ခုလိုတောင်ထင်နေရတာပေါ့စဉ်းစားကြည့်ပါဒီအတွေး6တောင်ထဲမှာ80%လောက်ကအဆိုးမြင်တဲ့အတွေးတွေဖြစ်နေမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ဟာတနေ့လုံးအစိတ်သက်နေသလိုဖြစ်နေမှာပါဒါကြောင့်အတွေးတွေများနေရတဲ့ဘာပဲကိုတွေးနေတယ်လဲဆိုတာကပိုရေးကြည့်လာပါတယ်ဒီစကားလေးကတော်တော်လေးအတိပဲရှိပါတယ်အတွေးတွေကကိုယ့်အပေါ်မှာအလိုလိုဖြစ်လာတာမဟုတ်ဘူးကိုယ့်ကြောင့်သာဖြစ်လာတာတွေဒါကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဟာကိုယ့်အတွေးတွေရဲ့ဓာတ်ကောက်မဟုတ်ဘူးလေတကယ်တမ်းကျတော့ကိုယ့်စိတ်ကိုကိုယ်တိုင်ပုံဖွဲ့ခွင့်ရှိတဲ့သူတွေပဲဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲကဲပထမဆုံးအနေနဲ့ကျွန်တော်တို့စိတ်က autopilot နဲ့အလိုလျောက်လဲပတ်နေတဲ့အကြောင်းကိုအရင်ကြည့်ကြည့်အောင်ဟုတ်ပြီဒီလိုအလိုလျောက်လဲပတ်နေတဲ့အတွေးတွေကဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲဒီမှာကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်ကျွန်တော်တို့နေစဉ်တွေးနေတဲ့အတွေးတွေရဲ့90%ကဟုတ်တယ်90%ကထက်ခါတွေးနေတဲ့အတွေးဟောင်းတွေပဲတဲ့အတွေးတိဆိုလို့10%ပဲရှိပါတယ်ဆိုတော့ဒါကဘာကိုပြနေတယ်လဲလူအများစုကမနေ့ကတွေးခဲ့တဲ့အတွေးတွေကိုပဲဒီနေ့မှပြန်တွေးနေကြတယ်အဲ့ဒီလိုစောင့်ဝိုင်းတန်တရားထဲမှာပိတ်မိနေကြတာပေါ့တွေးနေတဲ့အတွေးတွေကအတူတူပဲဆိုရင်ဘဝကတော့ဘလို့လို့ပြီးပြောင်းလဲလာနိုင်ပါလဲနော်အဲ့ဒီတော့ကျွန်တော်တို့ရဲ့စိတ်ကိုဥပမာပေးရရင်လိချစ်မထားတဲ့ခွေးတစ်ကောင်နဲ့တူတယ်ဟိုပြေးဒီပြေးနဲ့ထိမ့်မနိုင်သိမ့်မရဖြစ်ပြီးအကုန်လုံးကိုပရန်ပတာဖြစ်စေနိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းတန်ဆုံတီးဝိုင်းကြီးတစ်ခုလုံးကိုနိုင်နေနဲ့ညွန်ကြားနေတဲ့ conductor တယောက်လိုမျိုးတာယာငိမ့်ချတဲ့တန်စင်ကြီးထိအောင်လဲဖန်တီးနိုင်စွမ်းရှိပြန်ရောဟုတ်ပြီဒါဆိုရင်ဒီအသွေးပွန်စံတွေရဲ့နောက်ွယ်မှာဘယ်လိုတိပန်နေကြအချက်လက်တွေရှိနေတယ်လဲဆိုတာကိုဆက်ကြည့်ကြရအောင်ဒီပြဿနာကို science ရှုထောင့်ကနေတစ်ချက်လောက်ချင်းကပ်ကြည့်ကြတာပေါ့ဒီကွာခြားချက်ကတော့တော်တော်လေးကိုအံ့တော်ဖို့ကောင်းပါတယ်ကျွန်တော်တို့ရဲ့သိစိတ် conscious mind ကတစ်စက္ကန့်မှာအချက်လက်40 bits လောက်ပဲလက်ခံနိုင်တယ်ဒါပေမဲ့မသိစိတ် subconscious mind ကတော့တစ်စက္ကန့်ကို17တန်း bits ဟုတ်တယ်17တန်းသော bits တွေကိုလက်ခံနိုင်စွမ်းရှိတယ်အဓိကယုံကြည်ချက်တွေအလိုလျောက်ဖွနေတဲ့အတွေးပုံစံတွေအားလုံးကအဲ့ဒီမသိစိတ်ထဲမှာ run နေတာဒါကြောင့်မို့လို့ကျွန်တော်တို့စိတ်ကအလိုလျောက်လဲပတ်နေတယ်လို့မျိုးခံစားနေရတာပေါ့ဒါပေမဲ့မျောလင့်ချက်တော့ရှိပါတယ်အဲ့ဒါကတော့ neuroplasticity ပါတယ်ဒါကဘာလဲဆိုတော့ဦးနှုတ်မှာသူ့ကိုယ်သူပြန်လဲဖွဲ့စည်းနိုင်တဲ့ပြန်ပြီးပုံသွင်းနိုင်တဲ့အစွမ်းရှိတယ်ဆိုတာပါပဲဆိုလိုတာကကျွန်တော်တို့ဦးနှုတ်တွေကအသေးကြီးမဟုတ်ဘူးအသွေးလမ်းကိုတောထဲကလူသွားလမ်းလေးတွေလို့သဘောထားကြည့်လိုက်ပါအဲ့ဒီလမ်းကိုခဏသုံးလေအဲ့ဒီလမ်းကပိုပြီးပေါ်လာလေပိုခိုင်မာလာလေပဲပေါ့အကယ်၍တင်ကငါမလွတ်နိုင်ဘူးဆိုတဲ့လမ်းဟောင်းပေါ်မှာပဲနေတိုင်းရှောက်နေရင်အဲ့ဒီလမ်းကကက်တရာလမ်းလို့ခိုင်မာသွားမှာပါဒါပေမဲ့ငါစ조사ကြည့်မယ်ဆိုတဲ့လမ်းတစ်ပေါ်ကိုစရှောက်ရင်အစမှာတော့ပင်ပန်းပေမဲ့နောက်ပိုင်းမှာအဲ့ဒီလမ်းတစ်ကပိုကျလာပြီးလမ်းဟောင်းကတော့မျက်တွေဖုံးကပျောက်ကွယ်သွားမှာဖြစ်ပါတယ်အဲ့ဒီအတွေးတွေကဦးနောက်ထက်က RAS လို့ခေါ်ရဲ့စစ်ထုတ်စနစ်တစ်ခုကို program ချပေးလိုက်တယ် RAS ဆိုတာကိုယ့်ရဲ့ကိုယ်ပိုင် search engine လို့ပဲပြောလို့ရတယ်ကိုကဘာကိုခဏတွေးနေလဲအာယုံစိုက်နေလဲလောကကြီးမှာအဲ့ဒါနဲ့ဆက်တာတွေကိုပဲသူကပို့ပြီးတော့ရှားဖွေပြတာပေးတယ်ဒီအတွေးတွေကခံစားချက်ကိုလွှမ်းမိုးတယ်အဲ့ဒီခံစားချက်ကတဆင့်လှုပ်ဆောင်ချက်တွေဖြစ်လာတယ်ဒါကပဲအတွေးခံစားချက်လှုပ်ဆောင်ချက်ဆိုတဲ့တန်တရားလဲနေတော့တာပေါ့ကဲပြဿနာရဲ့အရင်းမြစ်ကိုတိတ်ပတ်နေကြနားလေသွားပြီဆိုရင်အဖြေဘက်ကိုတစ်ချက်လှည့်ကြည့်အောင်အဖြေကအတွေးတွေကိုတိုက်ထုတ်နေတာမှမဟုတ်တာလက်လွတ်လိုက်ခြင်းဆိုတဲ့အမှုပညာလေးထဲမှာပဲရှိနေတာပါဒီမိခွန်းလေးကိုကိုပြန်ပြီးကြည့်ကြရအောင်တကယ်လို့စိတ်ရဲ့ငြိမ်းချမ်းမှုဆိုတာတခုခုကိုအသေးလဲစုကင်ထားတာမှမဟုတ်ပဲလက်လွတ်လိုက်ခြင်းမှာပဲတွေ့နိုင်တယ်ဆိုရင်တော့ပထမဆုံးလက်လွတ်ရမှာက overthinking အတွေးလွန်ခြင်းဒါကမွေးရပါဗီဇာမဟုတ်ပါဘူးကိုယ်တိုင်လေ့ကျင့်ယူထားတဲ့အလေးထွားတစ်ခုပါပဲ what if ဘ
ဘာဖြစ်သွားရင်ဘလို့လို့မလဲဆိုတဲ့အတွေးတွေနဲ့နောင်တကြီးတဲ့ရေခမ်းကြီးတစ်ခုလိုပါပဲတကယ်တော့ဒါကထိန်ချုပ်နိုင်နေဆိုတဲ့ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုကိုပဲဖန်တီးပေးနေတာပါနောက်တစ်ခုကတော့ inner critic လို့ခေါ်တဲ့ကိုအပြစ်တင်တတ်တဲ့စိတ်ပါဒါကကိုတန်ဖိုးကိုတိတ်တဆိတ်လေးဖျက်ဆီးနေတဲ့အတွေးရန်သူပဲဒီအချင်းကလည်းငငယ်ကလေးကတင်ယူလာခဲ့ရတဲ့ပုံစံတစ်ခုဖြစ်နိုင်ပါတယ်ကျွန်တော်တို့ရဲ့အတွင်းစိတ်ဝေဖန်သူကိုရန်သူလိုမမြင်ပဲလမ်းပြပြီးမဲ့နီးပြကုတ်ချအထိပြောင်းလဲနိုင်တယ်လို့လေးလံနေစီတဲ့အတိတ်ကခန်းစားချက်အိတ်ကလေးကိုလည်းလက်လွတ်ဖို့လိုအပ်တယ်။ကောင်းတဲ့တဲ့ရင်ကတော့အဲ့ဒီဝေဖန်သူကိုကိုယ့်အတွက်အကောင်းဆုံးနီးပြတစ်ယောက်အဖြစ်ပြန်ပြီးလို့ပုံသွင်းလို့ရတယ်ဆိုတာပါပဲ။ဒီအတန်ကိုသတိထားမိအောင်အရင်လုပ်ပါပြီးရင်သူ့ကိုနာမည်တစ်ခုပေးလိုက်။ဥပမာတန်တရသမားဒေါ်တောင်းဆိုတာမျိုးပေါ့။နာမည်ပေးလိုက်ခြင်းအဖြစ်သူ့ကိုကိုယ်နဲ့ခွဲခြားလိုက်တာပါ။နောက်ဆုံးမှာတော့အပြစ်တင်ဝေဖန်မှုတွေအစားကရုဏာနဲ့အစားထိုးကြည့်လိုက်ပါကိုရဲ့ self talk ကိုပြောင်းလဲပြီးဖို့လိုအပ်တယ်ဥပမာငါတော်တော်တုံးတာပဲလို့ကိုအပြစ်တင်မဲ့အစားဒီအတွေ့အကြုံကနေငါဘာတင်ယူနိုင်မလဲဆိုတဲ့စူးစမ်းတဲ့မေးခွန်းမျိုးနဲ့အစားထိုးကြည့်လိုက်ပါဒီပြောင်းလဲမှုလေးတစ်ခုတည်းကတင်ကိုအပြစ်တင်တဲ့စိတ်ကနေဖွံ့ဖြိုးတိုးတက်လို့တဲ့စိတ် growth mindset စီကိုကူးထောင်သွားစေမှာပါအတွေးလွန်တဲ့တန်တရားကိုချူဖြတ်ခြင်းဒီ9မိနစ်စာလေ့ကျင့်ခန်းလေးကိုစမ်းကြည့်လို့ရပါတယ်။စာအုပ်ထုယူပါထိုင်မာကို9မိနစ်ပေးလိုက်။ပြီးရင်စိတ်ထဲမှာရှိသမျှအတွေးအလုံးကိုဘာမှမချမ်းပဲဘာမှမဝေဖန်ပဲခြာရေးလိုက်ပါ။ပြီးတာနဲ့စာအုပ်ကိုပိတ်လိုက်ပါ။ဒီလေ့ကျင့်ခန်းရဲ့ရည်ရွယ်ချက်ကပြဿနာလေးကိုဖြေရှင်းဖို့မဟုတ်ပါဘူး။စိတ်ထဲကရှုပ်ထွေးနေတာတွေကိုရှင်းထုတ်ပြီးနေလာလို့တခုဖန်တီးပေးဖို့ပါပဲ။ကဲနောက်ဆုံးအနေနဲ့ကိုယ်စိတ်ရဲ့ဘီတုကပညာရှင်ချစ်လာဖို့အကြောင်းပြောကြရအောင်။ကိုယ်စိတ်ကိုပုံဖော်မဲ့သူကတခြားသူမဟုတ်ဘူးကိုယ်တိုင်ပါပဲဒီအချက်ကတကယ်ကိုအရေးကြီးတဲ့အဓိကတော့ချက်ပါပဲကျွန်တော်တို့ကကိုယ်အသွေးတွေမဟုတ်ဘူးကျွန်တော်တို့ဆိုတာအဲ့ဒီအသွေးတွေကိုဘေးကနေစောင့်ကြည့်နေတဲ့လေးလာသူ the observer ဒါချစ်တယ်ဒီအချက်ကိုသာသဘောပေါက်သွားပြီဆိုရင်စိတ်ကိုထိန်းချုပ်နိုင်ဖို့အကြီးမားဆုံးသောချက်ကိုပိုင်ဆိုင်လိုက်တာနဲ့အတူတူပါပဲဒီတော့အားလုံးကိုပြန်ပြီးခြုံကုန်ရတယ်ကိုယ်စိတ်ရဲ့ဥယျာဉ်မှုဟာကိုယ်တိုင်ပါပဲဘယ်လိုအတွေးမျိုးစေ့တွေကိုစိုက်ပျိုးမလဲဘယ်လိုပေါင်းပင်တွေကိုရှင်းလင်းဖြစ်မလဲဆိုတာကိုရွေးချယ်နိုင်တဲ့စွမ်းဟာအပြည့်အဝရှိပါတယ်အတွေးတွေရဲ့တားကောင်းဘဝကနေကိုယ်စိတ်ရဲ့ပတ်ဝန်းကျင်ကိုကိုယ်တိုင်တက်ကြွဖန်တီးနိုင်တဲ့သူအဖြစ်ပြောင်းလဲရည်တည်နိုင်ပါတယ်တကယ်တော့ကိုယ်စိတ်ကိုပြောင်းလဲနိုင်တဲ့စွမ်းဟာဆိုတာအစားကလေးကကိုယ်စီမှာအမြဲတမ်းရှိနေခဲ့တာပါအခုအဲ့ဒီစွမ်းဟာကိုဘယ်လိုအသုံးချမလဲဒါကတော့ကိုယ်တိုင်အဖြေရှာရမယ်မိခွန်းတစ်ခုပါပဲအဆုံးထိကြည့်ရှုနားထောင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ဒီအကြောင်းအရာတွေကိုကြိုက်နှစ်သက်ကြမယ်ဆိုရင် like and subscribe နဲ့ခေါင်းလောင်းလေးပါနှိပ်ထားပေးဖို့အမေလိုက်နေဦးနော်